ီရန်ခေါင်းဆောင်ခါမနီနဲ့အတူအီရန်ကာကွယ်ရေးဝန်ကြီးစစ်တပ်အကြီးအကဲများစွာတည်ဆုံသွားပြီဟုအစ္စရေးကအမည်စင်းများနဲ့တကွထုတ်ပြန်ကြေညာလိုက်ပါတယ်။အီရန်ခေါင်းဆောင်ခါမနီနဲ့အတူအီရန်ကာကွယ်ရေးဝန်ကြီးစစ်ဘက်ခေါင်းဆောင်များတည်ဆုံသွားပြီဟုအစ္စရေးကအမည်စင်းများနဲ့တကွထုတ်ပြန်ကြေညာလိုက်ပါတယ်။ယနေ့နံနက်ပိုင်းအီရန်နိုင်ငံတွင်ပြုလုပ်ခဲ့သောလန်ယွတ်ရောစစ်စင်ရေးတွင်အီရန်အစစ်မြင့်ဆုံးခေါင်းဆောင်အာယာတိုလာအလီခါမနီနဲ့အတူအီရန်ခေါင်းဆောင်၏လုံခြုံရေးဆိုင်ရာအကြံပေးရရှိအာလီရှမ်ခါနီအီရန်နိုင်ငံ၏ကာကွယ်ရေးဝန်ကြီးအာဇစ်နစီဇဒက်အီရန်စစ်ဘက်ရေးရာအကြီးအကဲမိုဟာမက်ရှီရာဇီအစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC အစစ်မြင့်တပ်မှုကြီးမိုဟာမက်ပေါပွားအီရန်စစ်တပ်၏ထိပ်တန်းထောက်လှမ်းရေးအရာရှိကြီးဆာလက်အာဆာဒီတို့ပါဝင်ကြောင်းသိရှိရပါတယ်။အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ၏အဆိုအရအီရန်စစ်ဘက်အရာရှိကြီးများကတီရန်မြို့တော်တွင်ရှိအဆောက်အုံနှစ်ခု၌အစစ်မြင့်စီဝေးပြုလုပ်နေစဉ်တိကျသောလေကြောင်းတိုက်ခိုက်မှု precision strike ဖြင့်ချေမှုန်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။သို့တော်လည်းအီရန်နိုင်ငံသားဝန်ကြီးအာဘတ်အာရချီကမူခေါင်းဆောင်ကြီးခါမနီသည်အသက်ရှင်လက်ရှိနေသေးသည်ဟုအစောပိုင်းတွင်မေးရစွာပြောကြားခဲ့ပြီးအီရန်အစိုးရဖက်မှလည်းယခုဖော်ပြပါအရာရှိကြီးများတည်ဆုံမှုစင်းနဲ့ပတ်သက်၍ယခုအချိန်ထိတရားဝင်တီထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ Israelအီရန်ဖွဲ့သူခါမနီလည်းရာကဘွိုင်တမ်ပီအန်တီထူလေအန်မင်စင်ပေါ်ကျူအန်ဖွမ်တီထထန်ထိုင်အစီအီရန်ဖွဲ့သူလူခါမနီအီရန်ဟူမင်နာလမ်ဝန်ဂျီလေရာကဖွဲ့သူတမ်ပီအန်တီဇောတီယာအစ္စရေးလင်အန်မင်စင်ထွန်အဖွမ်အီရန်ရမ်ဆုငါလိုင်းယစ်ရောတီမီမင်ပေမီရာကအော်ပရေရှင်နာအီရန်ဖွဲ့သူလူဘီအယာတိုလာအလီခါမနီလေဟူမင်နာလမ်ရောနာပတူအလီရှမ်ခါနီအီရန်ဟူမင်နာလမ်ဝန်ဂျီအာဇစ်နစီဇဒက်အီရန်ရာကပ်ဇုံဘွိုင်ဘီမိုဟာမက်ရှာရာဇီ Islamic Revolutionary Guard Corps IRGC ရာလ်ဘွိုင်လူမိုဟာမက်ပတ်ပွာလေအီရန်ရာကပ် Intelligence ဘွိုင်လူဆာလက်အဆာဒီပေါ်အန်တယ်တီယာထိုင်စီအစ္စရေးရာကပ်လမီစင်ဒါနာဇွန်အီရန်ရာလ်ဘွိုင်လူပေါ်ချူတေရန်ခုပီဆုငီအင်ပနီယာမီတင်းသူပီဇတ်အန်နိုင်လာယာအဒုမနက်ချက်စီထလဝင်းရာလ်ဗန်ဇမင် Precision Strike ကအစီတူအန်ဖွမ်အစနာအင်အီရန်ရမ်လျံဝန်ဂျီอาบัสอาร์ชีอินฟวยตูรูบิคามันนีจูอดัมไลติยาฟิยังลาวดวินอพวงเวอีรันอัจเจ้าจาลามินฮีรากับบอยลูบอลทีนักทุทอนเปปารินตูเรียจนทุฟิยังเสียงมันอันพวงรีเลา